နင်္လာနေ့မွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်နိုဝင်ဘာလ1ရက်နေ့ကနေ9ရက်နေ့အတွင်းမှာတပားသူကြောင့်မိမိရည်ရွယ်ချက်နှောင့်နှေးမယ်အိမ်တွင်းရေးလူမှုရေးပြဿနာတွေဖြေရှင်းရလိမ့်မယ်ပြဿနာဟောင်းတွေကိုပြန်လဲအသစ်တစ်ဖွဲ့ဖြေရှင်းရခြင်းကြောင့်မယ်အရာဝင်းနဲ့ဆက်သွယ်ပြီးလုပ်တဲ့လုံချိုးပေးမယ်ရန်တိုက်ခံကြမှတိုးတက်ခြင်းကိုကြုံမယ်ငွေကြေးကိစ္စပြောဆိုဆောင်ရွက်မှုတွေမှာသတိနဲ့ဆောင်ရွက်ရမယ်တော့ရမယ်နေ့ဖြစ်တဲ့နေ့ရက်နေ့ကတော့အလုံးစုံစင်ပြေခြင်းကံကောင်းခြင်းနဲ့ဘဝတိုးတက်ခြင်းနှစ်သာရကြုံမယ်၃ရက်နေ့မှာအရာဝင်းနဲ့ဆက်ဆက်ပြီးလုပ်တဲ့လုပ်တွေချိုးပေးပြီးဘဝတိုးတက်မယ်၄ရက်နေ့မှာငွေကြေးကံကောင်းမယ်လုပ်ငန်းကံကောင်းမယ်ဘဝတိုးတက်မယ်၅ရက်နေ့မှာရံများမယ်လူယုံဒုက္ခပေးမယ်အပြိုင်ဆိုင်များမယ်6ရက်နေ့မှာပေါ်ပေါက်လာတဲ့ခွင့်ရသစ်တွေကိုလက်တွေ့သုံးချပြီးဘဝတိုးတက်မယ်9ရက်နေ့မှာလုပ်ငန်းကံကောင်းမယ်ဘဝတိုးတက်မယ်ဒါပေမဲ့မတော်တဆထိခိုက်မှနေယူဆက်ရမယ်တောင်ရက်ကိုတည်သွားစရာနေရှိတတ်တယ်နေ့7နိုင်နဲ့တနိုင်ခွဲအတွင်းမှာသွားလာနေထိုင်ယူဆက်ရမယ်ဒီတပတ်တာကာလအတော်အတွင်းမှာဇာသပတိနေ့ဗုဒ္ဓဟူးနေ့တနင်္လာနေ့မွေးသူတွေကောင်းကျိုးပေးပြီးတော့တနင်္ဂနွေနေ့ကနေမွေးသူတွေဒုက္ခပေးတတ်တယ်တင်ငါကုကနန်းနေကျိုးပေးတယ်စိတ်ရောင်ဖြူရောင်မိခိုးရောင်တို့ကိုသုံးပြီးတော့အလိုရှိရာကိစ္စဆောင်ရွက်နိုင်ပါတယ်ဒီတစ်ပတ်အတွင်းနိုဝင်ဘာလ4နေ့အင်္ဂါနေ့နဲ့တိုက်ဆိုင်တယ်အဲ့ဒီညနေ3နိုင်ချိန်မှာဇီးပင်တပင်ရဲ့အရှိတောင်ဘက်ကိုထိုးထွက်နေတဲ့ဇီးကိုင်းကိုယူပြီးတော့အဲဒီဇီးကိုင်းကိုရှစ်လက်မှလျာဖြတ်အခောက်ခွာရွှေအောင်တုပ်ပြီးတော့လက်ခေါ်ဈေးခေါ်ကောင်းတဲ့အစီရင်ဖြစ်ဆောင်ထူးထူးခြားခြားကိုရောင်းမဝယ်ပိုင်ဖွင့်စေတဲ့လက်ဖွင့်စေတဲ့အဆောင်တစ်ခုဖြစ်လာမယ်လက်တွေ့သုံးချပြီးလူရဆန္ဒအောင်မြင်နိုင်ပါစေကျေးဇူးတင်ပါတယ်အင်္ဂါနေ့မွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်နိုဝင်ဘာလ1ရက်နေ့ကနေ9ရက်နေ့အတွင်းမှာဘဝတိုးတက်မယ်ရွယ်ချက်အောင်မြင်မယ်အခက်အခဲဖြေရှင်းနိုင်မယ်သူတစ်ပါးတည်းတောင်းလုပ်နိုင်တဲ့စွမ်းသက်တီပေါ်ထွန်းတယ်အပြိုင်ဆိုင်အားလုံးကိုကြော်ပြီးဘဝတိုးတက်မယ်မေတ္တာရေးစမ်းပွင့်မယ်ဝေးကွာနေတဲ့သူတွေနဲ့ပြန်လည်ဆုံစည်းမယ်ကာလတန်ကြာဆိုင်းငံ့ထားတဲ့လူတွေအားလုံးကိုလည်းပြန်လည်လုတ်ကင်ချိုးပေးခြင်းနဲ့တိုးတက်ခြင်းကိုကြုံတွေ့ရမှာဖြစ်ပါခြင်းတွေကိုကြုံမယ်2ရက်နေ့မှာတခုတည်းမကတဲ့လူတွေကိုဒီပြိုင်နေတဲ့လုတ်ကင်ချိုးပေးမယ်3ရက်နေ့မှာရန်တိုက်ခံနေတဲ့ရှင်ပြီးလောက်ရတတ်တယ်4ရက်နေ့မှာစမ်းပွင့်မယ်လူရပြည့်စုံမယ်ကံမြမခြင်းနဲ့တိုးတက်ခြင်းတွေကြုံမယ်5ရက်နေ့မှာအရဝေးနဲ့ဆက်ဆက်ပြီးလုပ်တဲ့လုံချိုးပေးခြင်းနဲ့ဘဝတိုးတက်ခြင်းကိုကြုံမယ်6ရက်နေ့မှာမထင်မှတ်ဘဲငွေဝင်မယ်မမျော်လင့်မဲဆောင်ရွက်လိုက်တဲ့ကိစ္စတွေကနေထူးခြားတဲ့အောင်မြင်မှုကိုရရှိပြီးတော့ပြိုရသူများအမတန်စမ်းပွင့်မယ်9ရက်နေ့ဟာရန်တိုက်ခံနေရှိတတ်တဲ့မတော်တဆထိခိုက်မှန်ရတဲ့ကြုံတွေ့တတ်တဲ့အသွားလန်တွေထိုင်ထူးပြပြီးယူဆရမယ်အနေချကြရောက်တဲ့သူသဖြင့်တောင်ရက်ကိုတည်သွားစေနေရှိတဲ့နေ့7နိုင်တဲ့တနိုင်ခွဲအတွင်းမှာအသွားလန်နေထိုင်ထူးပြယူဆရမှာဖြစ်ပါတယ်တနင်္ဂနွေနေ့သောကြာနေ့စနေနေ့မွေးသူတွေကောင်းကျိုးပေးတယ်တနင်္လာနေ့ကနေမွေးသူတွေဒုက္ခပေးတတ်တယ်နှစ်ခွန်ကိုကနန်ကျိုးပေးတယ်အဖြူရောင်ဆေးရောင်မိခိုးရောင်တို့ကိုဝစ်စင်သောဆွဲပြီးအလိုရှိရာဆောင်ရွက်နိုင်ပါတယ်အထူးပြုတင်ပြလိုတဲ့အကြောင်းအရာကတော့နိုဝင်ဘာလ4ရက်နေ့ဒဇမိုးလပြည့်နေ့အင်္ဂါနေ့နဲ့တိုက်ဆိုင်တယ်လက်ပွင့်ကပွင့်စီရင်ကိုဆောင်ရွက်လို့ရတယ်အဲ့ဒီနေ့ညနေ3နာရီချိန်မှာဇီးပင်တပင်ရဲ့အရှိတောင်ကိုင်းကနေဇီးကိုင်းကိုယူပြီးတော့အလျားရှစ်လက်မှဖြတ်အခောက်ခွာပြီးရွှေရောင်တုတ်ထားပြောရတာကိုစောင့်ထားကိုယ်တပေးမှထားဈေးရောင်းကောင်းတယ်လုပ်ငန်းကံကောင်းတယ်အယောင်းဝယ်ကိစ္စတွေမှာလည်းဒါကကိုယ့်အတွက်ရောင်းထွက်စေအောင်ဆောင်ရွက်နိုင်တဲ့ဒီရရစီရင်ဖြစ်သွားတယ်တော့အကျိုးကျေးဇူးကိုရရှိပါကျေးဇူးတင်ပါတယ်ဗုဒ္ဓနေ့မွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်နိုဝင်ဘာလ1ရက်နေ့ကနေ9ရက်နေ့တော်တွင်မှာလက်ပွင့်မယ်ကံပွင့်မယ်အလိုပြည့်စုံမယ်ဘဝတိုးတက်မယ်အခက်အခဲဖြေရှင်းနိုင်မယ်လုပ်ငန်းမရှိသူလုပ်ငန်းရမယ်လုပ်ငန်းရှိသူတိုးတက်မယ်ဒီကာလအတွင်းစတင်ဆောင်ရွက်လိုက်တဲ့ကိစ္စရင်းနှီးမြှုပ်နှံလိုက်တဲ့ကိစ္စတွေကနေထူးခြားသောအနာဂတ်ကောင်းကိုရဝယ်ယူတဲ့ပစ္စည်းတွေကအကျိုးမြတ်တွေရရှိလာမယ်ကိုလှုပ်တဲ့စန္ဒတွေရှိသမျှလည်းလှုပ်လို့ရတယ်2ရက်နေ့မှာခက်ခဲတွေနဲ့ထိတိုက်တွေ့တတ်တဲ့လူယုံထားလို့မရအောင်3ရက်နေ့မှာပေါ်လာတဲ့စိတ်ကူးကြံကြံတွေကိုလက်တွေ့ကောင်းထဲပေါ်ပြီးအောင်မြင်မှုကိုရယူနိုင်တယ်4ရက်နေ့မှာ
ရှင်ပြန်မှုမှန်သမျှကိုကြော်လွှားပြီးတော့ကိုယ့်ရဲ့လိုရာဆန္ဒကိုပြည့်မြောက်လွတ်နိုင်တဲ့အနေအထားရှိတယ်9ရက်နေ့မှာငွေကြေးလာဘကန်စီးပွားကန်ထူးကောင်းတယ်6ရက်နေ့မှာအပြိုင်ဆိုင်အားလုံးကိုကြော်ပြီးဘဝရည်မှန်းချက်ကိုအောင်မြင်မယ်9ရက်နေ့မှာငွေကြေးပေးယူသတိထားဂတိစကားလွယ်မပေးနဲ့သူတစ်ပါးဂတိပြက်လွယ်တဲ့ကိုစိတ်ရှုပ်ရမယ်အဲ့ပြိုင်နေ့မှာတောင်ရက်ကိုဥတည်သွားစေခြင်းရှိတတ်တယ်နေကင်းဆက်လွန်နိုင်တဲ့တဏ္ဍာခွဲအတွင်းအသွာလာနေထိုင်အထူးပြုယူဆရမှာဖြစ်တယ်ဒီကာလအတော်တွင်မှာတနင်္လာနေ့ကနေကြာသပတေးနေ့မွေးသူတွေကောင်းကျိုးပေးပြီးတော့တနင်္ဂနွေတောက်ကြမွေးသူများကြောင့်စိတ်အနှောက်အယှက်တွေဖြစ်တတ်တယ်ရှစ်ခွန်ကိုကနန်းနေအကျိုးပေးတယ်အ내ရောင်내ပြရောင်မိခိုးရင့်ရောင်တွေဝစ်ပြီးတော့အလိုရှိရာဆန္ဒတို့ကိုလုပ်ကြမှာထူးခြားချက်ကတော့နိုဝင်ဘာလ4ရက်နေ့တဇာမွန်လပြည့်နေ့အင်္ဂါနေ့နဲ့တိုက်ဆိုင်တယ်အဲ့ဒီနေ့ညနေ3နာရီချိန်မှာဇီးပင်တပင်ရဲ့အရှိတောင်ဘက်ကိုင်းကဇီးကိုင်းကိုဖြတ်ပြီးတော့ရှစ်လက်မှာလျာဖြတ်မယ်အခောက်ခွမယ်ရွှေရောင်တုံးအဲ့ဒါလေးစောင့်ထားမယ်ရောင်းကျင်တဲ့ပစ္စည်းထိပြီးထွက်စီတွေ့စီရောင်းထွက်တယ်ဈေးမှာထဈေးကောဈေးရောင်းကောင်းတယ်အလုံးနေရာမှာထလက်ပွင့်တယ်လက်တွေ့သုံးချနိုင်ပါတယ်ဒီစီရင်ကိုဆောင်ရွက်လိုက်ပါကျေးဇူးတင်ပါတယ်